màปีนี้สุยาพิวสกุลสุดทุกคนเลยพิจูพักกันเนี่ยขณะไม่ขายอะไรไม่คุยทุกผู้ชีเลยแล้วก็ดีพิธองสุกันเนี่ยปีนี้มาชิมปีนี้มาโควิด19บางครั้งก็หัวตัวโควิด19ได้เพียบหัวตัว1 billion budget บ่เชื่อไปท่าเลยสุดตรีเนี่ยเลยเอราก็คู่จริงที่ปีนี้สุยากันเนี่ยหักข้ามาส่วนไอ้ดี budget ที่กูเป็นมาตุ้งเลยสุดที่ยาวๆตุ้งละมาด้วยตะลุบ่มาที่อะไรพิจารณาเลยเอราก็ดีไอ้บัตเจ็ตกูบลูสิมาขั้นคุยมุลบตะเลสุดอะไรกูเช็คไม่ชินดาบ้าขเนี่ยโอเคอันนี้โอ้จนเรา1 billionสุดก็ดีโควิดด้วยทุบไปได้1 billionมากกว่าเนี่ยตัวโหตะบอเบดันดูตำราอยู่สิเด้ตะบอเบดันก็ดีอันนี้ไอ้น้องว่าส่วนบัวทารายไก่ไปลบได้สิอะไรกูใจในปีนี้เสลีกูตะบอเบดันพิเคลุสิตัวเอาสุดไปรอใจในปีนี้คู่เจม1 billion ทุบไปทารายสิตัวตะบอเบดันสุดมาเลวีมองได้ดังเลียนดังอุณาตะบอเบดันมองน้องมีพิวราโร่အဲ့လိုရေးကြီးတာတို့ဒီလိုမျိုးတွေတော့သုံးဖို့အတွက်ထုတ်ပေးထားတဲ့အဲ့ဒါကငကိုတွေကရှိတယ်ဆိုတော့အခုဒီကိုဗစ်အတွက်ကိုလည်းဟိုလိုအပ်ချက်ရှိရင်ဟိုလိုပြည်နယ်ကနေစိုက်ပြီးသုံးကြံတာတော့ပြည်တော်စုကပြန်ချပေးမယ်ဆိုတဲ့အနေအထားဖြစ်တဲ့အတွက်အဲ့ဒီဟာထဲကနေပြီးတော့တချို့လိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့သုံးဖို့လည်းရတယ်ပေါ့နော်ဆိုတော့အခုချက်ချင်းကိုပဲကျွန်တော်တို့ကအဲ့ဒီထဲကနေဘာတွေလုပ်လဲဆိုတော့ဟိုတလောကကိုဗစ်19ကာလမှာဒီပြည်သူတွေစာဝတ်နေခက်ခဲမှာဖြစ်တဲ့အတွက်အဲ့ဒီအတွက်ကိုဒီဆန်စီစာပဲကြက်တုံဆိုတာရှိတယ်အဲ့ဒါကျွန်တော်တို့ပြည်နယ်တစ်ခုလုံးအတွက်ဟိုသုံးဖို့အတွက်အဲ့ဒီထဲကနေကျွန်တော်ခဏယူတော့ပြီးတော့ဒီဟိုကျွန်တော်ဟိုပေါ့ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်ရောကြေးရွာတွေအကုန်ကနေစင်းအရပေးတဲ့မြို့နယ်လိုက်ကစင်းတွေကိုကျွန်တော်တို့ကထောက်ပံ့တာလုပ်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ခဏယူပြီးတော့သုံးလိုက်တယ်စင်းသဘောအရယူသုံးလိုက်တယ်နောက်ပြီးတော့ဒီမြို့နယ်မြို့တိုင်းမှာအခုဆိုရင်လည်းကျွန်တော်တို့ကိုဗစ်အတွက်ပဲဖြစ်ဖြစ်တဘာဝပြည်တာအတွက်ဖြစ်ဖြစ်လိုအပ်ရင်သုံးအောင်ဆိုမြို့နယ်တစ်ခုကိုဆိုင်900စီအခုကျွန်တော်တို့ဝယ်ပြီးတော့မှပုံပေးထားတယ်အဲ့ဒီကိုဗစ်ဆဖြစ်ချင်းမှာလည်းမြို့ကြီးဖြစ်တဲ့ဟိုမြို့ကြီး၄မြို့ပေါ့နော်တောင်ပိုင်းမှာဆိုကျွန်တော်မင်းတပ်မတူပီအဲ့မှာဆိုင်900စီပုံပေးထားတယ်နောက်တစ်ခါဟာခါတီးတယ်အဲ့ဒါကိုဆိုင်900စီပုံပေးထားတယ်အဲ့လိုလူတွေအားချင်းလောက်တာပေါ့နော်ဆိုတော့ဒီကိုဗစ်အတွက်ကိုလည်းကျွန်တော်တို့ပြည်တော်စုကဟိုစီစဉ်ခန့်ခွဲမှုရှိတယ်နောက်ကျွန်တော်ပြည်နယ်ဘတ်ဂျက်ကပြည်နယ်ကလုပ်လို့ရတဲ့ဘတ်ဂျက်ထပ်ပြီးမှဒီမျိုးနယ်တို့အဆင့်ပြောင်းကျွန်တော်ဝိုင်းလုပ်နေတာအဲကြောင့်ဒီသဘောဘေးဒဏ်ဖြစ်တဲ့အတွက်ဒီဆက်ရန်တရားဝယ်တာတို့ဒီဆက်ဝယ်တာတို့ကြတော့ဒီထက်ကသုံးဖို့အကျုံးမဝင်ဘူးဖြစ်တယ်အဲဒါကြောင့်ပြည်တော်စုကပေးမဲ့ဟာနောက်ပြီးတော့ဒီအလှူရှင်တွေကလှူဒန်းတဲ့ဟာပေါ့အဲ့ဒါကိုကျွန်တော်သုံးတာဖြစ်ပါတယ်ခင်ဗျနော်ဆရာဘာသိကျင်တယ်လည်းနောက်ပြီးတော့ကျွန်တော်တို့ကဒီကာလမှာဟိုဘောကိုဗစ်ဖြစ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဟို positive ကပထမဆုံးမြန်မာပြည်မှာဟိုတီးတင်ကစတွေ့တာဖြစ်တဲ့အတွက်သူနဲ့ဆက်တဲ့အချိန်မှာဟို quarantine လုပ်လိုက်တယ်ကတ်တဲကို quarantine လုပ်လိုက်တယ်နောက်ဆေးရုံနာတွိုက်တွေကိုကျွန်တော်တို့ကထိမ့်သိမ်းပြီးတော့လုပ်တယ်အဲ့ဒီသူနဲ့ဆက်တဲ့အားလုံးကိုလည်း facility quarantine လုပ်တဲ့အချိန်မှာသူတို့ကိုကျွေးဖို့မွေးဖို့အတွက်ကအားချင်းလိုတဲ့အတွက်ကျွန်တော်တို့သူနဲ့ဆက်တဲ့ quarantine ဟို number 1 case ဆိုရင်လည်းလူဟိုဘောသူနဲ့ touch ဖြစ်တဲ့လူနာတွေကအများကြီးဖြစ်သွားတယ်90 100ဝန်းကျင်လောက်အခုနောက်ထပ်နံပါတ်150နဲ့ဆိုလေသူနဲ့ထိတွေ့တာဆို100လောက်ဖြစ်သွားတယ်အဲ့ဒီဟာကို facility quarantine ထားတဲ့အချိန်မှာတနေ့ကို3000နှုန်းနဲ့တောက်လျှောက်ကျွေးတာ3000နှုန်းနဲ့တွက်တော့17ရက်ဆိုရင်လူတစ်ယောက်ကို9000ကျော်လောက်ကြာတယ်နော်အခုက quarantine လုပ်ရတဲ့လူတွေက200တွေ300တွေဖြစ်ကုန်တယ်ဒီလုံးစိအဲ့လိုတွေဖြစ်တဲ့အတွက်အဲ့ဒီဟာတွေကိုကျွန်တော် site သုံးတယ်နော်အခုနက1 billion ဆိုတော့ကိုဗစ်အတွက်ကိုထုတ်ပြတာသိတာမဟုတ်ဘူးဆိုတာလေးတော့သိစေချင်ပါတယ်။ဘာများသိချင်တယ်လဲပြောပါကျွန်တော်တခုထပ်မေးချင်တာရှိတယ်။ညမထွေးရအမြင့်နဲ့ပေါ့နော်။ဟုတ်ကဲ့။ဒီထောင်ကြတဲ့လူလေးရှိတော့ခုကထောင်မှာမဆန့်တော့ဘူး။ဟာခထောင်က24ရောက်ဆန့်တဲ့ခါမှာ35ရောက်အပြည့်ထိတာပေါ့လေ။သူတို့ကဟိုအရန်တင်းကျပ်ပြီးတော့ဟိုနေရထိုင်ရတာအရန်စင်မပြေဘူးလို့ဟိုကြားရတာပေါ့ဟုတ်ကဲ့ပြင်အခုမနေ့တနေ့ကဖိုင်းတာဒီဟိုနောက်ထပ်ရှိသေးတယ်အဲ့ဒါဒီမဆန့်တော့လို့ဆိုပြီးတော့အချအမှုနဲ့ဖွင့်ပြီးတော့ပြန်ထွက်တာလေးဒီရှိရလို့ကြားရတာပေါ့အဲ့လိုမျိုးဖြစ်နေတဲ့ခါမှာရောတကယ်လို့များဆက်ပြီးတော့ဖိုင်းတာဒီထပ်များလာရင်ဘယ်လိုစီစဉ်ဖို့စီစဉ်ရှိလဲပေါ့အမှန်ကတော့ကျွန်တော်တို့ကဖမ်းချင်လို့ဖမ်းတာတော့မဟုတ်ဘူးပညာပေးခါလာတွေရှိရတော်တော်လုတ်ခဲ့တယ်ပညာပေးတာလားနဲ့ရှိပြီးလုတ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်လူတွေမလိုက်နိုင်ဘူး
မလိုက်နာတဲ့အတွက်ကိုဒီထိရောက်တဲ့ပြည်တံလေးတစ်ခုတော့ချမှဖြစ်မယ်ဆိုတဲ့သဘောနဲ့လောက်တာပါခင်ဗျဒါလည်းဟိုဒီလိုမျိုးအရေးယူမှုများလာလို့ရှိရင်တော့လူတွေဆင်ခြင်ပြီးတော့ဒီဟာကိုစီးကမလိုက်နာလိမ့်မယ်လို့ထင်တာပေါ့နော်ဆိုဒါထက်ပိုရင်တော့လေဟိုနီလန်တော့စဉ်းစားမှာပေါ့လေဒီကိုဗစ်နဲ့ပတ်သက်တဲ့ဟိုကျွန်တော်ကိုဗစ်နဲ့ပတ်သက်ပြီးတော့ကူညီမဲ့ကိစ္စတွေစီကလိုက်နာဖို့ကိစ္စတွေနောက်ပြည်တော်စုက guideline နဲ့လုပ်ပေးတဲ့ဥစ္စာကိုပြည်သူတွေလိုက်နာဖို့ကိစ္စတွေဆိုရင်ကျွန်တော်တို့နေ့တိုင်းအစည်းအဝေးလုပ်တယ်နေ့တိုင်းနေ့လယ်2 နာရီဆိုရင်ပြည်တော်စုဒုဝန်ကြီးပေါ့အဲ့ဒီဟာနဲ့ပြည်တော်စုနဲ့ကျွန်တော်တို့ဟိုဒီလိုပဲ meeting လုပ်တယ် Zoom meeting လုပ်တယ်ညနေ4 နာရီတိုင်းမှာကျွန်တော်တို့ကအစိုးရအဖွဲ့အားလုံးဒီဖွဲ့စည်းထားတဲ့ပြည်နယ်ကော်မတီပေါ့ဒီကိုဗစ်နဲ့ဆိုင်တဲ့ကော်မတီကနေပြီးတော့ထိန်းချုပ်နိုင်အောင်အဲ့ဒီအများအားကျွန်တော်အစည်းအဝေးလုပ်တယ်အဲ့ဒီမှာလိုအပ်ချက်တွေအားလုံးကိုဆွေးနွေးပြီးတော့နေ့စဉ်ကျွန်တော်တို့ဟိုအကောင်းဆုံးဖြစ်အောင်တော့ဟိုထိန်းချုပ်နိုင်အောင်လုပ်နေပါတယ်ခင်ဗျနော်အခုနဟိုကလည်းကျွန်တော်ထင်ပါတယ်ဒါထက်တော့တိတ်မတိုးလာပဲနဲ့ဟိုနည်းနည်းလေးတော့ကောင်းသွားလိမ့်မယ်လို့ထင်ပါတယ်ဟိုအရေးကြီးလို့ယူတာမဟုတ်ဘူးဟိုစိကလိုက်နာအောင်လို့ဒါလုပ်ပြတာဖြစ်တယ်ဆိုတာလေးကိုဖြစ်လို့ message ပေးရှင်ပါတယ်အခုကတော့ကျွန်တော်တို့ဟိုချင်းပြည်နယ်ရောအခြားပြည်နယ်တွေရောပေါ့နော်ကျွန်တော်တို့ကအစိုးရကနေကြက်ခံတယ်လို့ဆိုရဲကုန်ကြစိတ်ပေါ့ကုန်ကြစိတ်တွေရှိတဲ့အတွက်ကျွန်တော်တို့ကကြက်ခံထားတယ်ပထမဒါပေမဲ့အခုဥအောင်ကူဝင်းကကမ္ဘောဇာဘဏ်ဥက္ကဋ္ဌကတော့ तू ကအဲ့ဒီရှိသမျှကုန်ကြမဲ့ဟာအလုံးကို तू တာဝန်ယူပါတယ်ဆိုပြောတဲ့အတွက်ကျွန်တော်တို့တော်တော်အသက်ရှူချောင်းတယ်နော်နောက်ပိုင်းလည်းဒီတိုးလာမဲ့ဟာတွေအတွက်ကိုလည်း तू ဘယ်လိုပဲအလုံးတာဝန်ယူပေးမယ်လို့ယူပြောတဲ့အတွက်ကျွန်တော်တို့ကတော့အခုအရင်တော့ကိုယ့်အကူလုတ်တော့ကတော့3000လောက်ကျွန်တော်မှန်းတာဘူး။ဟိုကအဲ့ဒါတည်းတိုးပြီးတော့ကောင်းကောင်းကျွေးနေအောင်ဆိုကျွန်တော်နည်းနည်းစီစဉ်တော့အဲ့ဒါတည်းတော့နည်းနည်းများနေ။ဒီနေ့3000မကပဲနည်းနည်းတော့ပို့ပဲတင်တယ်ခင်ဗျ။ဘာလို့3000ဆိုတာတချို့ဆိုင်တွေမှာစားရင်တစ်ခါစားရင်6000လောက်ပုံပါလေ။ကျွန်တော်ကမနေ့ breakfast ရနေ့လေစာရညနေစာရဆိုတော့3000အနည်းတယ်။အဲ့ဒါကြောင့်အခုအလှူရှင်နဲ့ပေါ်တဲ့အတွက်ကျွန်တော်ကတော့3000နဲ့ပို့တဲ့ဟာနဲ့အခုကျွေးတာလေးတော့လုတ်ဖို့ပြင်နေပါတယ်ခင်ဗျ။ Okay ကျွန်တော်တခုလုံးမေးချင်ပါတယ်ခင်ဗျကျွန်တော်က Hakka Post online editor ပြီးတော့ဒီ Hakka မြို့တွေ Hakka COVID-19 Response Committee volunteer ခေါင်းဆောင်ပါခင်ဗျvolunteer ကိစ္စနဲ့ကျွန်တော်တခုလုံးမေးချင်ပါတယ်ဟုတ်ကဲ့ဒီ volunteer ကိစ္စနဲ့ဒီ Hakka Therapy မှာကိစ္စဆောင်နေတဲ့သူတွေသူတို့ပထမညဆောင်တဲ့အချိန်မှာဝန်ကြီးချုပ်ကကလေးကနေဆင်းလာတဲ့ကသူတဘောနဲ့သူဝင်ခိုင်းတယ်လို့ကျွန်တော်တို့သတင်းကြားတယ်ပြီးတော့မနေ့ကမှာCPNEO ဦးတမ်စိန်အောင်ကသူ့တဘောနဲ့သူကလေးဘက်ကနေဝင်လာတဲ့ကားဝင်ခိုင်းတယ်အဲ့ဒီကိစ္စကြောင့်ဒီအခု Hakka Therapy စစ်စီရေးဂိတ်ကိုသူတို့နားထားတယ်အဲ့ဒါရောအစိုးရဘက်ကနေဘယ်လိုလုပ်ဖို့ပြင်ဆင်တာတွေရှိလားလို့အဲ့ဒီဟာကျွန်တော်သိလိုက်တဲ့အချက်တစ်ချက်ကဟိုကျွန်တော်သိလိုက်တဲ့အချက်တစ်ချက်ကအဲ့ဒီဝင်လာတဲ့ဥစ္စာကဟိုထင်းနေကျွန်တော်လိုင်လင်းပီလင်ဝင်းလိုင်လင်းပီလင်ဝင်းဖောက်တဲ့ကုမ္ပဏီကတောင်ကန်ပေါ့နော်တောင်ကန်ကဒီအရေးကြီးကိစ္စနဲ့ဒီဟာခလာတာဖြစ်တယ်ဟာခလာတော့သူ့ကိုစီကအတိုင်းကျွန်တော် quarantine 21ရက်ထားလိုက်မယ်ဆိုသူကဟိုမှာလင်ဝင်းဖောက်တဲ့ကိစ္စနဲ့ဟိုလုပ်တဲ့တကယ်အရေးကြီးတဲ့လုပ်ငန်းတွေလုပ်နေတာဆိုတော့လင်ဝင်းလုပ်မဲ့နေရာမှာတော်တော်အခက်အခဲဖြစ်သွားမယ်သဘောရှိတယ်ပထမဆုံးကျွန်တော်ဆက်သွယ်တာခင်ဗျကျွန်တော်ဆက်သွယ်တော့ကျွန်တော်တို့က quarantine လုပ်နေတယ် quarantine ကဟိုဘယ်သူမှကင်းလို့ခွင့်မရှိဘူးကင်းလို့ခွင့်မရှိတဲ့အတွက်ကျွန်တော်အနေနဲ့ဆုံးဖြတ်ဖို့တော်တော်ခက်တယ်သူကကျွန်တော်ဆက်သွယ်တယ် quarantine လုပ်ထားတာဖြစ်တဲ့အတွက်ဘယ်မျိုးမှာပဲဖြစ်ဖြစ်အဲ့လိုတော့ဖြစ်နေတယ်ဒါပေမဲ့ तू ကလည်းဒီလင်ဝင်းမှာတကက်တောင်ရှိတဲ့လူလင်ဝင်းကအခုအာကျွမ်းတဲ့နဲ့ဒီပြောရတော့မေဂျွန်မှာလင်ဝင်းဖွင့်နိုင်အောင်အားထည့်နေတာဖြစ်တယ်သူ့ quarantine 21ရက်ထားလိုက်မှဆိုရင်တော်တော်ခက်ခဲသွားမယ့်ကိစ္စအဲ့ဒါကျွန်တော်ဝန်ကြီးချုပ်ကိုဆက်သွယ်လိုက်ပါလို့ကျွန်တော်ပဲဟိုပြောလိုက်တာပြောရတော့ကိုယ့်တက်ကြီးတဲ့လူကဘယ်လိုအဖြစ်ပေးမလဲဆိုတာကိုကျွန်တော်ပြောလိုက်တာဝန်ကြီးချုပ်ကလည်းဒီဟာကလိုင်လင်းပီလင်ဝင်းတက်ကအရေးကြီးတဲ့ဟာဖြစ်တဲ့အတွက်နောက်သူကိုယ်တိုင်လည်းဟိုယောဂ positive ရှိတဲ့နေမီမဟုတ်ဘူးဥပမာတီးတယ်လို့နေရာမျိုးဆိုကျွန်တော်တို့ခွင့်ပြုမယ်မထင်ဘူးဟို तू ကလာတာလိုင်လင်းပီကနေလာလိုင်လင်းပီဖက်မှာဆိုရင်တော့ကျွန်တော်ထင်တယ်လေဒီယောဂနဲ့ပတ်သက်တဲ့ထိတွေ့တဲ့လက္ခဏာတွေနည်းပါတယ် contact နည်းတယ်အဲ့ဒါကြောင့်လေဟို pass ဖြစ်လိုက်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့ဒီပုံမှာလည်းကျွန်တော်လည်း online မှာလည်းဖတ်ရတယ်ဟိုသဘောထားတွေလည်းတော်တော်ဖြစ်တယ်အမှန်တော့ဟိုပါပေါ့ဒီအရေးကြီးတဲ့ကိစ္စတစ်ခုရှိတဲ့အတွက်ဒီအစိုးရအဖွဲ့အနေနဲ့အရေးကြီးတဲ့ပုံကျွန်တော်အခုဒီပြီးတော့သွားတယ်အခြားမျိုးသွားတယ်ဆိုလေအစိုးရကနေထောက်ခံချက်စာနဲ့အဲ့လိုလေးဟို computer ပြလို့ဆိုတော့ကျွန်တော်တို့တွားတာတွေရှိတယ်ခင်ဗျဥမာနေပြီးတော့
အစိုးရဖွဲ့ရုံးမှာဒီစာတွေကျွန်တော်အရေးပေါ်ပို့ရတာရှိတယ်နောက်တစ်ခါခုနလူမာရဲ့ဒီ SWOT တွေကိုကျွန်တော်ရန်ကုန်ပို့ရတာရှိတယ်အဲ့ဒါကြလည်းကျွန်တော်ထောက်ဝင်စာရေးပေးလိုက်တလန်းလုံးကျွန်တော်ခွင့်ပြုပေးလိုက်တာရှိပါတယ်အဲ့လိုမျိုးကင်းလို့ခွင့်ရနေတာမျိုးလည်းရှိတာပေါ့နော်ဝန်ကြီးချုပ်ဆိုတာကလည်းသူကလည်းစဉ်းစားတဲ့အချိန်မှာဒီဟာကညတွင်ချင်းကြတော့ညပိုင်းကျွန်တော်ဆက်တဲ့ချိန်ည9နာရီကျော်တော့ဖြစ်နေတယ်ဆိုတော့အဲ့ဒီချိန်မျိုးမှာကျတော့စာထုတ်ဖို့လည်းမလွယ်တော့သူ့စာပြဖို့လည်းမလွယ်တော့အတွက်ဝန်ကြီးချုပ်တယောက်အနေနဲ့ဒါတော့ခွင့်ပြုလိုက်တယ်လို့ကျွန်တော်ထင်ပါတယ်ဗျအဲ့ဒီပုံမှာလည်းပြည်သူကလည်းနားလည်ပြီးကျွန်တော်တို့ပြောချင်ပါတယ်ဒီဟာက quarantine တကယ်ဒုက္ခခံပြီးလုပ်နေတဲ့ပြည်သူကိုအနှောက်အယှက်ဖြစ်အောင်ဒီလိုမျိုးတာဝန်မဲ့လုပ်တာတော့မဟုတ်ဘူးလို့ကျွန်တော်ဒီကိစ္စကိုတော့ပြောချင်ပါတယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်နဲ့ဆက်သွယ်တာကျွန်တော်အဆင့်နဲ့မဖြတ်နိုင်ဘူးထင်တဲ့အတွက်ကျွန်တော်ဝန်ကြီးချုပ်ကိုသတင်းပို့လိုက်ပါလို့ပြောလိုက်တာဝန်ကြီးချုပ်ကလည်းအခုနကျွန်တော်ပြောသလိုပဲတကယ်လေဝင်ဖောက်တဲ့နေရာကတာဝန်ရှိတဲ့လူဖြစ်နေတယ် quarantine 21ရက်ဆိုရင်သူ့အလုပ်တွေတော်တော်လစ်ဟာသွားမှာမလို့ပြင်အဲ့ဒါလေးတခုတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်မနေ့ကတောင်ရှင်းလည်းကျွန်တော်ရဲ့ EU ပါခင်ဗျာကျွန်တော်စီပင်ဌာနက EU ဖြစ်တယ်အမှုဆောင်ရရှိလက်ထောက်ညွှန်ကြားမှုတောင်ရှင်းပေါ့သူကလည်းကျွန်တော်သိတဲ့လောက်ကကျွန်တော်တို့က quarantine လုပ်ပြင်မဲ့ဒီလိုတစ်ချက်ရှိတယ်ဟိုပေါ့ဒီကုံပေါ့နော်ကုံတွေပို့တဲ့ဥစ္စာဒီ express ကားတွေခီးသွားလုပ်ငန်းတွေဆိုရင်ကျွန်တော်တို့ခွင့်မပြုပါဘူးအခုထိလည်းကားလို့မထွက်ဘူးဒါပေမဲ့ကုံကားတွေကြတော့ကျွန်တော်တို့ချင်းပြည်နယ်ရဲ့ဥစ္စာကသဘာဝကဒီကလေးဘက်ကကုံတွေလာမှကျွန်တော်တို့ကဒီဟိုဆန်စီစာကအစားအလုံးသုံးရတာမျိုးဖြစ်တယ်နောက်မကွေးဘက်ကဒီငါဘက်ကတက်လာတဲ့ချိန်ကျမှကျွန်တော်တို့ကဟိုတုံးဆွဲရတာမျိုးဖြစ်တာပေါ့နော်ဆိုတော့ဒီကန်းကောကလာလို့ရှိရင်ကျွန်တော်တို့မျိုးတွေကအခုမခံတော့ဘူးကျွန်တော်တို့အခု express ကားဝင်တဝင်းကုန်စီကားဝင်တဝင်းနှစ်ဝင်းလှုပ်ထားပြီးပြီကျွန်တော်အဲ့ဒီလာတဲ့ကန်းကောကလာတဲ့ဟာအားလုံးမျိုးတဲ့မဝင်တော့ဘူးအဲ့ဒီကျွန်တော်ကုန်ကားဝင်ထဲမှာပဲအဲ့ဒီကမှစင်ကုံတွေကိုဟိုကားအသေးတွေနဲ့မျိုးတွေကိုကဲတဲ့စနစ်လုပ်တယ်ဒါပေမဲ့ဒီဘက်ကကလေးကတက်လာတဲ့ခါကျတော့ तू ကကုန်စီကားဝင်ကိုဖြတ်ဖို့အတွက်ကဒီမျိုးတွေကနေဖြတ်လာမှကုန်စီကားဝင်ကရောက်မဲ့ဟာမျိုးဖြစ်နေတယ်အဲ့လိုဖြစ်လိမ့်မယ်ထင်တယ်ဆိုတော့ကုန်ကားကတော့ကျွန်တော်မကန့်သက်ဘူးဒါပေမဲ့ကုန်ကားကိုကျွန်တော် driver နဲ့ spare နဲ့ကိုကျွန်တော်တို့ကဒီအပူချိန်တိုင်းနဲ့ tester နဲ့တေချာတိုင်းတာပြီးတော့မှဒီအပူချိန်မရှိဘူးဟိုတတ်မှတ်တဲ့ဟိုအပူချိန်မကျော်လွန်ဘူးဆိုရင်တော့အဲ့လိုဟိုပေါ့ကျွန်တော်ချစ်ပြီးတပီလုံးမှာအဲ့လိုပြီးခွင့်ပြုထားပါတယ်ခင်ဗျအဲ့ဒါလေးသဘောထားနည်းနည်းများလွဲသွားလာတော့မသိဘူးပေါ့နော်အသေးစိတ်တော့ကျွန်တော်မမေ့ရသေးပါဘူးဗျဝန်ကြီးတခုကဒီကိုဗစ်ကာလမှာပေါ့နော်အရေးပေါ် ambulance အတွက်ကားဒါ without ဒီကိုဒီ ambulance ပုံစံနဲ့တုံးတာဒီပေါ့နော်ဒီခုန lewa စီဘေးရှောင်အတွက်လည်းအဲ့လိုပုံစံနဲ့ဟိုတုံးခွင့်ကဒီဝင်မဟုတ်ပဲမဲ့လည်းတော့ဆန်းစုကြည်ကတော့ဒီအရင်ကပတ်စံနဲ့တော့လို့ပြောထားတာပေါ့ကိုဗစ်နဲ့ပတ်သက်လာရင်တော့အရေးပေါ်ပုံစံနဲ့ပြောတော့အဲ့ဒါချင်းပြည်နယ်စုရရနဲ့ဘယ်လိုကန်ထွေးခုရှိလဲဒါဒီကြတော့တရားဝင်ပြောဖို့တော့ခက်တယ်ဟုတ်တယ်ကျွန်တော် cabinet မှာဆွေးနွေးပြီးပြီဆိုတော့ကျွန်တော်တို့ပြောရင်တော့ဟိုဒီလိုတဲ့နေရာတိုင်းမှာတော့အဲ့လိုလှုပ်ရှားနေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ကျွန်တော်စီစာရွက်စာတမ်းနဲ့မတက်လာမချင်းမသိအောင်ဆောင်နေမှာပေါ့ဗျာနော်